အားလုံးပဲမင်္ဂလာပါမင်္ဂလာညချမ်းလေးပါနော်ကောက်တယ်ရမရှိဘူးပိတ်တာပါနဲနော်ပက်ပက်ရရပိတ်ခံနေရတာသို့တော့ကိစ္စမရှိဘူးဒီနေ့ပြောချင်တာကဘာလဲဆိုတော့ဒီဖြစ်နေတဲ့လွတ်တော်မှာဟမ်ဗယံပတာပေါက်လို့ပဲစားကလိန်ကကြစ်တွေဝင်ရောက်စုဝေးထိုင်နေတဲ့လွတ်တော်ကြီးဖြစ်နေတယ်ဟမ်အမတန်အရန်ရေးကြီးတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကိုစာပိုက်တွေကြံရင်းခဲ့တာကိုကြံပါတယ်လို့တမတော်သားကနေပြီးတော့တမတော်လွှတ်တော်ကိုယ်စားလှယ်ကနေပြီးထောက်ပြတာဒါကြီးကိုဒေါက်တာဘွဲ့ယူထားတဲ့မအေလို့ကိုညန္နာဆိုးကလီးစကားတွေထပြောတယ်ကိုမေကိုလို့လွှတ်တော်နာယကဟမ်ငါလိုမှသာမင်းတို့လွှတ်တော်မှာစာမတက်ပေမတက်တွေဝင်ထိုင်နေတာဟမ်25ရာခိုင်နှုန်းမှာအကျိတ်နဲ့ကိုကန့်ကွက်နေရတာတက်မတော်သားတွေကဟမ်မင်းတို့စောက်သုံးမကြတဲ့လွှတ်တော်မှာ4တန်းအောင်လဲဝင်ထိုင်3တန်းအောင်လဲဝင်ထိုင်ဇကားကိုလမ်းဘေးအရက်လမ်းဘေးဈေးတယ်လို့စောက်စကားတွေပေါတော့ခဲ့ရပြောဟမ်လမ်းဘေးကဖာသမားကမှတန်မိုးရှိသေးတဲ့လွှတ်တော်ထဲမှာပြောနေတဲ့မင်းတို့ NLD အစိုးရဒါဟာကိုနှုတ်မူရမကြမ်းတမ်းဖို့ဆိုပြီးနာယကကြီးကလွတ်တော်နာယကပြောတယ်ဟလားမအေလို့ဟမ်မင်းတို့ပေါင်းပြီးလိန်နေတာနော်မအေလို့အစိုးရကိုမေကိုလို့သမနာဝင်းမြင့်လက်ထက်မှာလွတ်တော်ကဗျံပတာဒါကိုတပ်မတော်သားကမခံကျင်စိတ်နဲ့ထပြီးကန့်ကွက်တာကိုဘာလဲမင်းသမီးတွေလိုးနေလို့လားငါလိုးမနာယကကြီးဟမ်ငါလိုးမနာယကဟမ်မင်းတို့ဗျံပရာတွေပြောနေတာလွတ်တော်ထဲမှာ2တန်းအောင်3တန်းအောင်နေနဲ့ဝင်ပြီးတော့ဟမ်ဒေါက်တာဘွဲ့လေလီးဒေါက်တာဘွဲ့လားကိုမေကိုလိုညံတာဆိုဟမ်မအေလို့ဟမ်ငါလိုမအစိုးရငါလိုမဝင်းမြင့်ဟမ်ကိုသားနဲ့ကိုပက်ပက်ရရဒပလဲပြန်ခံနေတဲ့ဖေလိုမအောင်ဆန်းစွတ်ကြီးဟမ်နင့်ရဲ့ဖာကလိန်ကြစ်တွေကလွတ်တော်ထဲမှာနင့်လူတွေကဘလောက်ထိအောင်ကလိန်ကြစ်ကြနေဆိုပြောင်းလိန်ပြောင်းချင်းဒီလောက်ထင်သာမြင်သာကြီးထဲမှာကိုပြောင်းလိန်နေတာဟမ်ဒီဥပဒေမူကြမ်းကိုနိုင်ငံတနိုင်ငံအဓိကအချက်ကြတဲ့ဥပဒေမူကြမ်းကြီးကိုတော့မှစာပိုက်ကြီးတစ်ပိုက်လုံးကြံရင်းခဲ့တယ်နောက်ပြီးတော့လဲကြည်အောင်လွတ်တော်ထဲမှာညံနာဆိုမင်းပြောတော့ဒေါက်တာဟမ်စာသားတွေကိုတေးသေးချာချာကြည့်ပြီးဖတ်နေတာတော့မှပဲအလွဲလွဲတွေပြောနေတာဟမ်ငါတို့ရဲ့နိုင်ငံငါတို့ရဲ့တိုင်းပြည်ကမင်းတို့ကြောင့်ကလားကြုံဖြစ်တော့မယ်နော်ပြည်ပဩသာကန်ကြုံဖြစ်မှာဆိုလို့ယနေ့အစိတ်သားတွေဝင်ပြီးတော့နော်လာတာမရဘာမရမင်းတို့10သိန်းရလို့အဲ့ပခုံးပေါ်မှာနော်ဘိုလ်မှုတွေဘိုလ်ချုပ်တွေအစ်စ်နေတော့မှသူတို့မှစစ်တပ်လာတာလောက်ပဲစားပြီးတော့ဟိုမရကောက်ကအသေးလက်အမုန်းခံနေရတာဟမ်မအေလိုတွေလမ်းမေးမှာကလေကွာနဲ့လွတ်တော်တဲ့ဝင်ထိုင်ဒေါက်တုတွေနဲ့ဟမ်ဘွဲအတုတွေနဲ့ငါအကောင့်မရှိလဲငါတက်ပြောတယ်ကြာသွားပလိသေးနော်အားလုံးဒီလိုက်ဖိုင်ကိုဒေါင်းပေးထားကြနော်စေ့မထားနဲ့ဒေါင်းထားပြန်မရှယ်ထားနဲ့ဒေါင်းထားနော်ဟမ်မအေလိုနာယကနော်ကိုမေကိုလိုနာယကကိုသမီးကိုလိုနာယကဟမ်ကိုတူမကိုလိုနာယကဟမ်ကိုအမူအရာမကြမ်းတဲ့မို့မင်းကတားရအောင်အဲ့လိုနေရာမျိုးမှာအဲ့တက်မတော်သားကြီးမလို့ငါလားဆိုလီးနဲ့စောက်ခွက်တက်ထိုးတယ်မင်းတို့လွတ်တော်နာယကအောင်မင်းတို့လွတ်တော်ကြီးကဗျံပရာကြီးထုချေရိုက်ခွဲပြစ်မှရမယ်လွတ်တော်နော်ထုပြရမှာထုချေပြစ်မီးရှို့ပြစ်ဘုံခွဲပြရမယ်လွတ်တော်ဗျံပတာစာပဒပေမတတ်တဲ့စုနေတဲ့လွတ်တော်နော်ကြည်စမ်းလွတ်တော်ထဲမှာတဲ့လွတ်တော်အမတ်တယောက်ပညာရေးချင်း3တန်းနဲ့4တန်းနဲ့ဟမ်ကိုမေကိုတဲ့မလို့တဲ့ခွေသားတွေဖေလိုမတွေဟမ်ပြီးတော့စောက်တလွဲတွေပြည်ပဩသာခံအလုံးလုံးနေတယ်ဟမ်စာတပ်ပေတက်တွေကကန့်ကွက်တော့အင်အားရင်းရှင်တယ်ဟမ်မင်းတို့ကများတဲ့လူကအနိုင်အမှန်လဲအမှားပဲဖြစ်ရမယ်နော်လူနဲ့တစုစီဘလောက်ကြီးပဲမှန်နေပါစေမင်းတို့အင်အားများရင်မင်းတို့အနိုင်လို့သတ်မှတ်နေတာဗမာလဲမင်းတို့ပြောတဲ့ဒီမိုကရေစီအမှန်တရားကဗမာလဲဒီမိုကရေစီဆိုတာအမှန်တရားကိုဖော်ဆောင်တာအင်အားနဲတာများတာမဆိုင်ဘူးဝေဖန်ချင်းချိန်သုံးသက်ထပ်ဖို့ကမင်းတို့မှာစောက်ပညာရိတ်ချင်းမှမမိတာဟမ်
လွတ်တော်ထဲမှာ3တန်း4တန်းနဲ့နေတာဟမ်နာယကနော်လွတ်တော်နာယကမအေလို့ဟမ်ကိုသမီးကိုလိုးနေတဲ့ခွေသားဟမ်လွတ်တော်မှာဗျံပတာကိုဖြစ်နေတာပဲဟမ်လွတ်တော်ကိုဗျံပတာကိုဖြစ်နေတာဖြစ်မှာပေါ့ဟမ်မင်းတို့အဲ့ NLD ကနေဖြစ်သွားတဲ့လွတ်တော်ကိုယ်စားလှယ်လိုက်ကြည့်လိုက်စမ်း4တန်းအောင်3တန်းအောင်နဲ့ကိုမေတော်ကိုတက်တဲ့လို့တက်လားငါလိုမှန်သားတွေဟမ်ကိုမေကိုလိုတွေနော်ကျွန်တော်တို့ဒီအမျိုးဘာသာသာသနာနဲ့တိုင်းပြည်ကိုချစ်တဲ့လူတွေအားလုံးနော်လုံးဝလာမဲ့ election မှာ NLD ကိုလုံးဝမဲမပေးနဲ့ NLD ကိုမဲပေးခမရတို့သမီးတွေခမရတို့နှမတွေခမရတို့အမေတွေကျုပ်တို့နှမတွေကျုပ်တို့သားသမီးတွေကျုပ်တို့တူတွေတူမတွေအကုန်လုံးကလားလို့ပဲနိုင်ငံသားတွေလိုးသွားလိမ့်မယ် NLD ကိုမဲလုံးဝဆက်မထဲနဲ့အေးခမရတို့ကျွန်တော်တို့ရဲ့တူတွေတူမတွေသားသမီးတွေကိုပြည်ပဩဇာခံတွေပြည်ပကကောင်းတွေအလိုခံကြီး NLD ကိုမဲထက်လာမဲ့ election မှာနော် NLD ကိုမဲပေးလို့တော့အကုန်လုံးအလိုခံရမှာနော်အကောင်းမရှိဘူးကြည့်နေတယ်မပြောလို့မရဘူးဖြစ်နေတယ်နေလို့မရဘူးဖြစ်နေတယ်နော်ပြောခြင်းတယ် NLD ကိုလုံးဝမဲမပေးပါနဲ့ NLD ကိုမဲပေးမယ်ဆိုရင်ကျွန်တော်တို့ဘလို့စိုးမျိုးကိုခံရပါလိမ့်မလဲအခုချိန်မှာကလားကိုဦးစားပေးတယ်ပြည်ပဩဇာခံယူနေတဲ့ပြည်ပဩဇာရဲ့ပြည်ပနိုင်ငံတွေရဲ့ဩဇာအတိုင်းကိုပြောတဲ့အတိုင်းကိုလိုက်လုံနေတဲ့ NLD သည် NLD ရတာ NLD အစိုးရသည်နောက်လာမဲ့9နှစ်အတွက်ကိုကျွန်တော်တို့မဲထက်ထည့်မယ်ဆိုရင်ခမရတို့ကျွန်တော်တို့သားသမီးတွေခမရတို့ကျွန်တော်တို့သားမယားတွေခမရတို့ကျွန်တော်တို့နှမတွေခမရတို့ကျွန်တော်တို့တူတွေတူမတွေအားလုံးပြည်ပနိုင်ငံကောင်တွေလိုးသွားလိမ့်မယ်ခမရတို့မဲလုံးဝမထည့်ကြပါနဲ့နော်အားလုံးပဲမင်္ဂလာညချမ်းပါ